တဲ့တရုတ်စကားပြောကိုပို့ပြီးတော့မှကောင်းမွန်သွားစေမယ်။လာရှိတဲ့ HSK1 မှာတွဲဖက်သင်ကြားပေးတဲ့ grammar လေးတစ်ခုကိုအားလုံးမျှဝေပေးချင်ပါတယ်။အဲ့ဒါလေးကတော့အရင်လွယ်တယ်အဲ့ဒါကနာကသို့မဟုတ်နေကဆိုတဲ့ဒီ grammar လေးပေါ့နော်။ဆိုဒီဟာကိုကျောင်းသားအများစုကဒီဟာဆိုရင်这个ဟိုဟာဆိုရင်那个သို့မဟုတ်那个အဲ့လိုမျိုးသုံးတတ်ကြတယ်။ဒါပေမဲ့စာကြောင်းရှီမှာရောဘယ်လိုသုံးလို့ရမလဲဆိုတာလေးကိုကြည့်ကြည့်အောင်နော်။ဟုတ်那个ဒီဟာကိုဘယ်လိုသုံးလို့ရလဲပေါ့နော်။ဆိုသူ့ရဲ့အဓိပ္ပာယ်ကအဲ့ဒီတစ်ခုအဲ့ဒီဟာအဲ့လိုပြောတာပေါ့ဥပမာစလောက်ဆိုင်မှာဒါမှမဟုတ်ရှင်ထမင်းဆိုင်မှာပေါ့ဒီဟာယူမယ်ဟိုဟာယူမယ်这个那个ဒီဟာဟိုဟာ这个ဒီဟာ那个ဟိုဟာအဲ့ဒါကတော့ရတာပေါ့နော်ဒါပေမဲ့တခြားစာကြောင်းရှည်မှာဘယ်လိုပြောလို့ရလဲဆိုတဲ့ဟာလေးကိုထပ်ပြီးရှင်းပြပေးမယ်ဒါမြန်မာလိုလည်းပြောကြတာမျိုးရှိတယ်ဥပမာစတော့ဆိုင်အောင်ပြောမယ်အဲ့ဒီစတော့ဆိုင်ဒါဆိုလို့ရှိရင်အဲ့ဒီစတော့ဆိုင်ဆိုလို့ရှိရင်那个饭店သို့မဟုတ်စကားပြောမှာဆိုလို့ရှိရင်ဘယ်လိုကြားမလဲဆိုတော့那个饭店ညောင်လို့ရှာ那个နဲ့ပြောမယ်နော်那个饭店那个饭店ဒါဆိုလို့ရှိရင်ဒီလိုစာကြောင်းပြောမယ်ငါတို့အဲ့ဒီစားတောက်ဆိုင်ကိုတွားပြီးညစာစားကြမယ်ပြောကြရလေနော်မြန်မာလိုဆိုလို့ရှိရင်လည်းငါတို့အဲ့ဒီစားတောက်ဆိုင်ကိုတွားပြီးညစာစားကြမယ်ဒါဆိုလို့ရှိရင် subject ကစပြောမယ်ငါတို့ဆိုတော့我们အဲ့ဒီစားတောက်ဆိုင်ကိုတွားပြီးဘယ်လိုပြောမလဲအဲ့ဒီစားတောက်ဆိုင်ကိုတွားပြီးဆိုတော့对去那个饭店ဘာလို့မလဲညစာစားမယ်ညစာစားဒီက吃晚饭ညမလို့我们去那个饭店吃晚饭我们去那个饭店吃晚饭အဲ့လိုပြောတာပေါ့ဒီလားဒါဆိုလို့ရှိရင်ဒီလိုမျိုးအသုံးလေးတွေကလေဒါနေ့စဉ်မှာအမြဲတမ်းသုံးပါနေ့တိုင်းလိုသုံးရတဲ့အသုံးနှုန်းနော်ဒါကြောင့်မို့ဒီလိုမျိုးအသုံးနှုန်းလေးကိုသတိထားမိပြီးတော့မှလေ့ကျင့်ပြဖို့လိုတယ်နော်ဒါမှစကားပြောလို့ရှိရင်ပါစကားနေထွက်လာမှာနော်ဟောဒါဆိုတော့ကြည့်ကြရအောင်ဒါဆိုလို့ရှိရင်အဲ့ဒီရုပ်ရှင်ရုံဆိုရင်ဘယ်လိုပြောမလဲအဲ့ဒီရုပ်ရှင်ရုံဆိုတော့那个电影院对那个电影院ဒါဆိုစာကြောင်းလုပ်ကြည့်ကြရအောင်ငါတို့အဲ့ဒီရုပ်ရှင်ကိုတွားပြီးရုပ်ရှင်ကြည့်ကြမယ်ငါတို့ဆိုတော့我们အဲ့ဒီရုပ်ရှင်ကိုတွားပြီးဆိုတော့对去那个电影院ရုပ်ရှင်ကြည့်တယ်ဆိုတော့看电影အဲ့ဒါကြောင့်မလို့我们去那个电影院看电影我们去那个电影院看电影ညမနော်ဒါဆိုလို့ရှိရင်ဒီအတန်ထွက်လေးကဒါများသွားပြီနေကနဲ့အတန်ထွက်ကြအများလို့လောက်ရှာနေကနဲ့အတန်ထွက်ပေးရပါဖတ်ဆောင်ထဲမှာတော့လောက်ရှိထင်တာတော့နာကနဲ့ရေးထားမယ်နဲ့တွေ့ပါလဲဆိုတော့သူ့ရဲ့တကယ်အတန်စစ်ကနာကကိုနော်ဟောဒါဆိုလို့ရှိရင်နောက်ဆက်ကြည့်ကြအောင်အဲ့ဒီတရုတ်နိုင်ငံသားဟောဒါဆိုဘယ်လိုပြောမလဲအဲ့ဒီတရုတ်နိုင်ငံသားဆိုတော့对那个中国人那个中国人ဒါဆိုလို့ရှိရင်ပြောမယ်ငါနင်တို့အတန်းကအဲ့ဒီတရုတ်နိုင်ငံသားကနာမည်ဘယ်လိုခေါ်လဲနင်တို့အတန်းထဲကပေါ့အဲ့ဒီတရုတ်နိုင်ငံသားဘယ်လိုခေါ်လဲဒါဆိုရင်နင်တို့အတန်းကဆိုတော့你们班အဲ့ဒီတရုတ်နိုင်ငံသားဆိုတော့那个中国人နာမည်ဘယ်လိုခေါ်လဲဆိုတော့ပြတိသွားရင်နော်叫什么名字အဲ့ဒါကြောင့်မလို့နင်တို့အတန်းကအဲ့ဒီတရုတ်နိုင်ငံသားကနာမည်ဘယ်လိုခေါ်လဲ你们班那个中国人叫什么名字你们班那个中国人叫什么名字对啦စာကြောင်းကကြည့်ရင်တော့ရှည်လို့ထင်ရတယ်ဒါပေမဲ့တကယ်တမ်းကျတော့မခက်ဘူးစာကြောင်းလောက်ရတာနော်ဟောဒါဆိုလို့ရှိရင်အဲ့ဒီဆိုတဲ့နာကသို့မဟုတ်နေကအဲ့ဒီအတန်ဒီအသုံးလေးကိုနားလည်မယ်လို့ထင်တယ်နော်ဆိုတော့ तू ကမခက်ခဲပါဘူးညီမတို့နဲ့တူတူပါပဲ Voice Chinese မှာအလုပ်တစ်ဖက်နဲ့တရုပ်ဆောင်တင်ကြားလို့သူတွေအတွက်အထူးသင်လျော်တဲ့ video class တွေကို basic ကနေ level 5 အထိတင်ကြားပေးနေပါပြီအသေးစိတ်ကိုလာရှိုရဲ့ Messenger သို့မဟုတ် Telegram မှာဆက်သွယ်ပြီးမြင်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်